ဘယ်ရီတီးပုံလေးရေးကြရအောင်တော့ပထမဆုံးအဆက်3ဆက်ချမယ်အဆက်3ဆက်ကိုဆက်ပြီးစတော်ဘယ်ရီတီးပုံရေးမယ်နော်ပြီးရင်ရိုးတံလေးရေးမယ်လက်ညာလေးရေးမယ်ချင်မယ်နော်အသားနေရာမှာအနီရောင်လေးချင်မယ်နော်ရိုးတံနဲ့ရွက်ညာနေရာမှာကအစိမ်းရောင်လေးချင်မယ်နော်ဆေးရောင်ချင်မယ်နော်လွယ်လွယ်လေးပဲအနီရဲ့အစိမ်းရဲ့အဝါရဲ့အစိနေရာမှာအဝါလေးချင်မယ်နော်အသားနေရာမှာအနီရောင်လေးချင်မယ်နော်ရိုးတံနဲ့ရွက်ညာနေရာမှာကအစိမ်းရောင်လေးချင်မယ်နော်အနီရောင်လေးချင်မယ်နော်ရိုးတံနဲ့ရွက်ညာနေရာမှာကအစိမ်းရောင်လေးချင်မယ်နော်
ဆိုရင်တော့ချစ်စရာကောင်းတဲ့ strawberry tea လေးရပါပြီလွယ်လွယ်လေးပဲเนาะ